gaslighting ဆိုတဲ့စကားလုံးကြားဘူးကြမှာပါနော်ဒါပေမဲ့ဒါကတကယ်တမ်းကျတော့ဘာလဲကိုယ်တိုင်ကြုံလာရတဲ့အခါမှာခွဲခြားသိမြင်ဖို့တော်တော်ခက်တဲ့စိတ်ပိုင်းဆိုင်ရာချဲလေမှုတစ်ခုပေါ့ကိုယ့်ရဲ့အဖြစ်မှန်ကိုယ်တော့ကိုယ်တိုင်ကြံပြီးတန်တရားဝင်သွားစေနိုင်တဲ့အထိပါပဲကဲဒီအကြောင်းအရာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဒီလိုစကားမျိုးကြားဘူးကြမှာပါဟာအရင်အထိမခံထိနေတာပဲဆိုတဲ့စကားမျိုးပေါ့ကြားလိုက်ရတဲ့အခါရင်ထဲမှာစုခနဲ့ထိသွားတတ်တယ်နော်ကိုယ်ခံစားချက်တွေကဘာမှမဟုတ်တယ်လို့တရားမဝင်ဘူးလို့ပြောချလိုက်ကြတဲ့အတူတူပါပဲဒါဟာ gaslighting ရဲ့အတွေ့အများဆုံးဥပမာတစ်ခုဖြစ်ပြီးဒီအကြောင်းအရာကိုလက်တွေ့ဘဝနဲ့ချက်ချင်းဆက်ပြီးစေမှာပါဒါဆို gaslighting ဆိုတာအတီးကြဘာကိုပြောတာလဲဒါကချဲလန်မှုတစ်မျိုးပါပဲလူတယောက်ကိုသူတို့ရဲ့ကိုယ်ပိုင်အမြင်မှတ်ဉာဏ်နဲ့စိတ်ချမ်းသာရေးကိုပါပြန်ပြီးမေးခွန်းထုတ်လာအောင်ဖန်တီးတာပါနောက်ဆုံးမှထိန်းချုပ်ဖို့စ조사တာပေါ့အဓိကရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပါကိုယ့်အဖြစ်မှန်ကိုကိုယ်တိုင်တန်းရဝင်လာစီမယ်ပြီးတော့သူတို့ရဲ့ဩဇာကိုလက်ခံလာအောင်လုပ်တာပါပဲဟုတ်ပြီဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာတွေကိုကြည့်လိုက်ရအောင်အပိုင်း၄ပိုင်းခွဲထားရပါတယ်ပထမဆုံး gaslighting ဆိုတာဘာလဲနားလည်အောင်လုပ်မယ်ပြီးရင်ဒါကအတွင်းစိတ်ကိုဘယ်လိုတိုက်ခိုက်လဲအပြင်ပန်းမှာချဲလဲသူတွေကသူတို့ကိုယ်သူတို့ဘယ်လိုကာကွယ်လဲဆိုတာကြည့်သွားမယ်နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းကျိုးချမ်းသာကိုဘယ်လိုပြန်ကာကွယ်မလဲဆိုတာတွေကိုဆွေးနွေးသွားပါမယ်ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင် gaslighting ကိုနားလည်ခြင်းဒီမှာအဓိကကြတဲ့အချက်ကပါလဲဆိုတော့လေလူတိုင်းကြုံရတဲ့တာမန်တဘောသားကွဲလဲမှုတစ်ခုနဲ့စိတ်ကိုတိုက်စားစေတဲ့ချဲလဲမှုတစ်ခုအဲ့ဒီနှစ်ခုကြားကကွာခြားချက်ကိုသိမြင်ဖို့ပါပဲ gaslighting ကိုနားလည်ဖို့ပါကြောင့်ဒီလောက်အရေးကြီးရတာလဲဘာလို့လဲဆိုတော့အသိပညာကအင်အားတစ်ခုပဲလေကိုကာကွယ်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်လို့ပါပဲဒီလက္ခဏာတွေကိုသိထားပြီးဆိုရင်သူတစ်ပါးရဲ့ချဲလဲမှုတွေကိုအတိမပြုတ်နိုင်လာမယ်ကိုထိန်းချုပ်ဖို့စ조사မှုတွေကိုလည်းတားဆီးနိုင်ပါလိမ့်မယ်ဒီနေရာမှာကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ကျမ်းမာတဲ့သဘောထားကွဲလွဲမှုတစ်ခုကအဆုံးမှာရှင်းလင်းပြသမှုနဲ့အမြင်တစ်ခုကိုရစေနိုင်တယ်ဒါပေမဲ့ gaslighting မှာတော့အရင်ခုန်ပြီးသွားတာကြားတဲ့အထိကိုတန်တရားဝင်တဲ့ခံစားချက်တွေရှုပ်ထွေးမှုတွေပဲကြံခဲ့စေပါတယ်အဲဒီလိုခံစားချက်ကကိုကြုံတွေ့နေရတာကိုသုံးသက်ကိုအဓိကကြားတဲ့အချက်တစ်ခုပါပဲကဲနောက်တစ်ပိုင်းကိုစက်ကြည့်ရအောင်အတွင်းပိုင်းတိုက်ခိုက်မှုပါဒီအပိုင်းမှာတော့ချဲလဲသူတွေကလူတယောက်ရဲ့အတွင်းစိတ်နဲ့ကိုယ်ပိုင်အဖြစ်မှန်ကိုတိုက်ရိုက်ပြစ်မှတ်ထားပြီးတဖြည်းဖြည်းတိုက်စားပစ်တဲ့နီးလန်းတွေအပေါ်အဓိကထားဆွေးနွေးတော့ပါမယ်ပထမဆုံးတွဲပိုက်တိုက်ခိုက်မှုကတော့ခံစားချက်တွေကိုတန်ဖိုးမထားတာပါပဲအရင်အချိမခံဖြစ်တာပဲလို့ပြောလိုက်တာနဲ့တစ်ဖက်လူရဲ့ခံစားချက်တွေကိုလုံးဝပဲချလိုက်ပြီးအပြစ်အားလုံးကိုသူတို့စီပြလွှဲချလိုက်တာပါပဲအဲ့ဒီလိုနည်းနဲ့သူတို့ဘက်ကဘာတာဝန်မှယူဆမလို့တော့ပေါ့ဒုတိယနီလန်ကတော့တစ်ဖက်လူရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကိုတိုက်ရိုက်တိုက်ခိုက်တာပါဥပမာညံရည်တို့မှညံတို့နဲ့ပတ်သက်ပြီးထိခိုက်စေတဲ့စကားတွေပြောပြီးကိုယုံကြည်မှုကိုတဖြည်းဖြည်းအားနည်းအောင်လုပ်တာမျိုးပေါ့အဲ့ဒီလိုနဲ့သူတို့ရဲ့အမြင်ကသာပုံမှန်တယ်တို့လက်ထံလာအောင်လမ်းခင်းလိုက်တာပါပဲဒီအတွင်းပိုင်းတိုက်ခိုက်မှုတွေအားလုံးရဲ့နောက်ွယ်ကအဓိကရည်ရွယ်ချက်ကတော့တစ်ဖက်လူကိုတင်ငယ်စိတ်ဝင်ပြီးအထီးကျန်တယ်လို့ခန်းစားလာစေဖို့ပါပဲကိုမြင်ကိုတော့မယုံကြည်နိုင်တော့တဲ့အခါမှာချဲလဲတို့အပေါ်မှာပဲမိခေါ်လာရအောင်ထိန်းချုပ်မှုနဲ့အထီးကျန်မှုကိုဖန်တီးလိုက်တာဖြစ်ပါတယ်ကဲအခုအပြင်ပိုင်းကာကွယ်ဖို့ကိုကြီးလိုက်အောင်ဒီပိုင်းကတော့ချဲလဲသူတွေကသူတို့ရဲ့ချက်လန်းကိုကာကွယ်ဖို့နဲ့အမှန်တရားကိုဖုံးကွယ်ဖို့အတွက်အပြင်ပိုင်းမှာတောင်းပြတဲ့နည်းဗျူဟာတွေအကြောင်းပဲဖြစ်ပါတယ်အဓိကကြတဲ့အပြင်ပိုင်းနည်းဗျူဟာကတော့သူတို့ရဲ့စကလုံးတွေလောက်ရက်တွေအတွက်တာဝန်ယူဖို့လုံးဝငင်းဆန်တာပါပဲသဘောထားကွဲလုံးမှုတစ်ခုပြင်တောင်းပန်တာတော့ကိုအမားကိုဝန်ခံတာမျိုးသူတို့စီရဘယ်တော့မှတွေ့ရမှာမဟုတ်ပါဘူးဒါကတော့သူတို့အဖြစ်မှန်ကိုပြောင်းတင်းရင်းပယ်တဲ့ဥပမာတစ်ခုပေါ့ကျွန်တော်အဲ့ဒီလိုတစ်ခါမှမပြောဘူးဆိုတာမျိုးလေဖြစ်ခဲ့တာကိုမဖြစ်ခဲ့ဘူးလို့လုံးဝရင်းဆိုလိုက်တာပါဒီလိုလုပ်ချက်အပြင်သူတို့ဟာအငင်းပွားမှုရဲ့အခြေခံအုံမြစ်ကိုပဲဖျက်ဆီးလိုက်ပြီးတစ်ဖက်လူကိုလေထဲမှာတိုက်ပွဲဝင်နေရတယ်လို့ခန်းစားတော်စေပါတယ်ပြီးတော့ဒီလိုတော့ဆက်ပြောနိုင်ပါသေးရတဲ့မှတ်ဉာဏ်ကတိတ်မကောင်းဘူးအဲ့လိုတစ်ခါမှမလုပ်ဘူးဆိုတာမျိုးပေါ့တွေ့လားအဖြစ်မှန်ကိုငင်းဖြတ်ရုံတမကတော့ပဲတစ်ဖက်လူရဲ့မှတ်ဉာဏ်ကိုပါတပြိုင်တည်းတိုက်ခိုက်လိုက်တာပါဒါဟာလူကိုပို့ပြီးစိတ်ရှုပ်ထွေးသွားစေပြီးကိုယ့်ရဲ့စိတ်ချမ်းသာရေးကိုပါတန်တရားဝင်လောအောင်တမန်ဖန်တီးလိုက်တာပါပဲဒီလိုလင်ညာမှုတွေနဲ့ကြုံလာရရဲ့အခါအငင်းအခုံမှာအနိုင်ရဖို့ဒါမှမဟုတ်တောင်းပန်စကားရဖို့ထက်ပိုအရေးကြီးတာရှိပါနဲ့အဲ့ဒါကတော့ကိုယ့်ရဲ့စိတ်ချမ်းသာရေးကိုကယ်တင်ဖို့နဲ့ကိုယ့်ရဲ့အမှန်တရားကိုပဲခိုင်ခိုင်မာမာဆွဲကင်ထားဖို့ပါပဲဟုတ်ပြီနောက်ဆုံးနဲ့အေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ကိုကောက်ွယ်ခြင်းပါပဲဒီအပိုင်းမှာတော့ gaslighting ရဲ့စိတ်ပိုင်းဆိုင်ရာရလဒ်တွေကိုဘယ်လိုရင်ဆိုင်မလဲပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ဖွဲ့ကိုပြန်လည်ရယူဖို့လှုံ့ဆော်ရမယ်လက်တွေ့ကြတဲ့အဆင့်တွေကိုဆွေးနွေးသွားပါမယ်ဒ
ဒီလိုချဲလဲမှုတွေကိုထက်ခါတလဲလဲခံရတဲ့အခါဖြစ်လာတဲ့ရေရှည်စိတ်ပိုင်းဆိုင်ရာအကျိုးဆက်တစ်ခုကတော့လူတစ်ယောက်နဲ့ဆက်ဆံရတိုင်းမှာကြက်ဥခွင့်ဖို့လမ်းလျှောက်နေရတယ်လို့အမြဲတမ်းစိုးရင်စိတ်ဝင်ပြီးတင်းမာနေတာမျိုးပါပဲဒီလိုအဆက်မပြတ်တတိထားနေရတဲ့ခံစားချက်ကဒီလိုချဲလဲတက်တဲ့ဆက်ဆံရေးမျိုးရဲ့အထူးလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်ဆိုတော့ဒီအခြေအနေကနေရုံထွက်ဖို့အတွက်လှုပ်ဆောင်နိုင်တဲ့ရှင်းလင်းတဲ့အဆင့်30ရှိပါတယ်ပထမဆုံးအဆင့်ကတော့ဖက်ခဲ့တဲ့အပြိုင်လန်စကားပြောဆိုမှုကိုပြန်စဉ်းစားပြီးအဲ့ဒီအချိန်ကဘလို့ခံစားခဲ့ရလဲဆိုတာကိုပြန်သုံးသပ်ပါဒုတိယအဆင့်ကတော့ gaslighter ရဲ့အစိုးမြင်လွှမ်းမိုးမှုကိုဖော်ထုတ်ပါတတိယအနေနဲ့နောက်တစ်ခါအတွက်ကြိုတင်ပြင်ဆင်ပါတုံ့ပြန်မှုအသစ်တစ်ခုကိုစိတ်ကူးပြီးခြံရေးထားလိုက်ပါအားလုံးအတွက်အားဖြစ်စေမယ့်အဓိကချက်တွေကိုထပ်ပြီးတော့လေးပေးပြောခြင်းပါတယ်နံပါတ်1 gaslighter တယောက်ရဲ့အပြုအမူအတွက်ကို့မှာဘာတာဝန်မှမရှိပါဘူးနံပါတ်2သူတို့မပြောင်းလဲနိုင်တာကိုယ့်ရဲ့တန်ဖိုးကိုနည်းနည်းလေးမှထိခိုက်စေတာမဟုတ်ပါဘူးပြီးတော့အရေးကြီးဆုံးကတော့ကိုယ့်ရဲ့ခံစားချက်တွေဟာအမြဲတမ်းတရားဝင်ပြီးမှန်ကန်တယ်ဆိုတာပါပဲဘယ်သူမှဒါကိုပယ်ဖျက်ပိုင်ခွင့်မရှိပါဘူးတကယ်လို့များဒီလိုအခြေအနေတွေကြောင့်စိတ်ပိုင်းဆိုင်ရာအရာရုန်းကန်နေရတယ်ဆိုရင်စိတ်ကျန်းမာရေးပညာရှင်တယောက်နဲ့တိုင်ပင်ဆွေးနွေးမှုမတွန်းဆုတ်ပါနဲ့ဒါဟာလမ်းမှန်ပေါ်ဖျန်းရောက်ဖို့အတွက်အရန်ကောင်းတဲ့ပထမဆုံးခြေလှမ်းတစ်ခုဖြစ်ပါတယ်ဒါဆိုရင်တော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုထားခဲ့ရှင်ပါတယ်။ပတ်ဝန်းကျင်ကဘယ်လိုပဲချက်လဲဖို့ကြိုးစားနေပါစေ။ကိုယ်တိုင်ရဲ့တွေ့ဘယ်တော့မှမရန်လေးသွားအောင်ခိုင်ခိုင်မာမာစုကွန်ထားတဲ့ကိုယ်ပိုင်အမှန်တရားတစ်ခုကဘာဖြစ်မလဲ။